အားလုံးပဲမင်္ဂလာပါဗျာကိုဇော် Sport Channel အားလုံးနဲ့တွေ့တာချစ်သူပါကြော်တင်ကျွန်တော်အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကကျွန်တော်စနေနေ့မှာဝဲကောင်းနေတော့ပြီးဆုံးသွားပြီကျွန်တော်ကြေးတန်းတွေအရာလည်းကောင်းဖြစ်ပြီးတော့ဒါကျွန်တော်တွေးထားသလိုပဲတော်တော်များများအဆင်ပြေခဲ့တာတွေ့ရပါတယ်ဗျာကျွန်တော် member တွေဆိုလည်းတော်တော်လေးလမ်းခဲ့တဲ့ပုံစံလေးမှာကျွန်တော်ရှိပါတယ်အဝင်နီးလောက်ပေါ့နော်ဖြစ်ခဲ့တဲ့ပုံစံလေးမှာတွေ့ရပါတယ်ဗျာဒီတိုင်းပဲလာရောက်ပြီးတော့ဝယ်တဲ့တငယ်ချင်းတွေဆိုရင်လည်းတော်တော်လေးအဆင်ပြေခဲ့တာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တငယ်ချင်းအကြောင်းမျိုးတွေဒီကျွန်တော်မမခေါ်နေတယ်ပေါ့နော်ဒါကြော်ညာချင်းဖြစ်ပါတယ်ဗျာဒါလာရောက်ပြီးတော့ဝင်ပြီးတော့ကျွန်တော်ကိုလည်းကုညီရလည်းရောက်ပါတယ်ဗျာကျွန်တော်ဒီမမပေါ့နော်ဒီ9လပိုင်းကုန်ထီကိုကျွန်တော်ဘလုံးဝဲရာသီပြီးတဲ့ထီပေါ့ဗျာ3000နဲ့ကျွန်တော်ကျူးစွနေပါတယ်ဗျာကဲဒီမှာဆိုရင် Super Sunday ပေါ့နော်ပွဲစဉ်တွေကတော့ကောင်းသလိုကျွန်တော်မနေ့ကလိုပဲကြီးတန်းတွေကကောင်းဖွင့်လှစ်ထားတဲ့ကြီးတန်းတွေတော်တော်လေးများတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်တကယ်ကျွန်တော်တွေ3ကြီးထားပြီးတော့စော့စီခြင်းပါတယ်ဒီမှာဆိုတော့ကျွန်တော် Premier League ရဲ့3ပွဲရွေးချယ်ထားပြီးတော့အချိန်ရတယ်လို့ပေါ့နော်ကျန်တဲ့2ပွဲအစောပွဲ2ပွဲကိုကျွန်တော်ပြောပြပြီးတော့ဖြစ်ပါတယ်ဗျာည9:00ခွဲမှာခံမဲ့ Manchester United နဲ့ Brentford ပေါ့နော်ဒီပွဲစဉ်ကလည်းအမှတ်မလို့တဲ့2သင်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပေးထားတဲ့ကြီးတဲ့နေရာတော့စိတ်ဝင်စားဖို့တော်တော်လေးကောင်းတဲ့2သင်းဖြစ်တာကျွန်တော်တွေ့ရပါတယ်ဗျာ Brentford ကကျွန်တော် Cardiff တော်တော်လေးကောင်းနေတဲ့ Brentford ဖြစ်တာလည်းကျွန်တော်တွေ့ရပါတယ်နောက်ဆုံး5ပွဲမှာဆိုရင်ကျွန်တော်တပွဲပဲရှုံးနေတာလည်း2ပွဲတည်ကြပြီး2ပွဲဇက်တိုက်အနိုင်ရရှိတဲ့ Brentford ဖြစ်တာတွေ့ရပါတယ် Man U ကတော့ Cardiff အနေထားတွေကတော့မကောင်းပါဘူးအဝေးဝင်ဖြစ်တဲ့ Southampton ကိုကျွန်တော်တို့ 3-0 နဲ့နိုင်ပြီးတဲ့နောက်ပိုင်းပေါ့နော်9ပွဲစက်တိုက်ကိုကြည့်မယ်ဆိုရင်2ပွဲသေးကြပြီးတော့3ပွဲထိရှုံးနေထားတဲ့ Man U ဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော် Cardiff ဖောင်တော့မကောင်းဘူးဒါပေမဲ့ Manchester United ကကျွန်တော် confidence level မှာတော့တော်တော်လေး high ဖြစ်နေတဲ့ so high ပေါ့နော် so high ဖြစ်နေတဲ့ပုံစံလေးမှာကျွန်တော်တို့တွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲမှာဒါအဝေးကွင်းမှာပေါ့နော် Bilbao 3-0 နဲ့နိုင်ခဲ့တဲ့အချိန်လေးပေါ့နော်ဒီနေ့မှာများဆက်ပြီးတော့များထပ်လာအောင်မလားဆိုတော့ကြည့်ရမယ် positive ပွဲပါဖွင့်ထားတဲ့ခြေတန်းနေရာကြည့်မယ်ဆိုရင်တော့ Brentford ကထူးခြားခြားပါဒီနေ့ပွဲမှာအိမ်ခွဲနေပြီးတော့1-5မှုနိုင်ထိပေးလာတဲ့ဂျီတန်ကျွန်တော်တွေ့ရပါတယ်ကိုပေါင်းစီကျွန်တော်320ဆိုတော့တော်တော်လေးပြင်းရှာတဲ့ဂျီတန်တရန်လေးကျွန်တော်တို့ဖွင့်လှစ်ထားတာကျွန်တော်တွေ့ရပါတယ်ဒါကလည်းဒီနေ့ကျွန်တော်ထည့်တဲ့တွေ့ဆုံမှုဟတ်တူအတွေမှာဆိုရင်ကျွန်တော်အောက်ထစ်ပေါ့နော်1-1လောက်ကန်တဲ့ပုံစံလေးမှာရှိတဲ့ကြောင့်ကျွန်တော်ဘူကီနေနဲ့ကျွန်တော်3လုံးလောက်ကိုမှန်းထားတဲ့ပုံစံလေးမှာကျွန်တော်ရှိတယ်လို့ပဲကျွန်တော်ပြောပြရစီကျွန်တော်ဘုံမောင်းတဲ့ပွဲမှာဆိုလဲMan Uကကျွန်တော်130ပေါ့နော်130အနိုင်130နိုင်နဲ့160အနိုင်ထိဖြစ်ပြီးတော့ကျွန်တော်6ပေါင်းစည်းတဲ့ဒီလိုပါပဲ3လုံး30နိုင်နေပြီးတော့ပွဲကန်ဒီမှာပေါ့ဘော်ဒီစည်းရော6ပေါင်းစည်းရောကျွန်တော်တို့ပြုတ်ကျသွားတာတွေ့ရပါတယ်ဘော်ဒီစည်းကကျွန်တော်တေရှုံးထိဖြစ်သွားပြီးတော့6ပေါင်းစည်းပေါ့နော်3လုံး5မှုနိုင်ထိဖြစ်သွားတာတွေ့ရပါတယ်ဗျာအဲ့ဒီပွဲမှာဆိုလဲကျွန်တော်ဘုံမောက်ကတယောက်ထွက်သွားတဲ့ကြောင့် Man U နေနဲ့ကျွန်တော်တို့နောက်ကျ9နဲ့ပေါ့နော်1-1နဲ့တေကြခဲ့ခြင်းဖြစ်ပါတယ်ဗျာအဲ့တော့ဒီနေ့ဘူကီရီနေတဲ့ပေါ့ Man U ကျွန်တော်တို့စောင့်ဖမ်းနေတဲ့ပုံစံလေးမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့နော်ဒါတော်တော်လေးတော့စဉ်းစားရတာပုံစံလေးမှာတော့တော်တော်လေးခတ်တဲ့ပုံစံလေးမှာရှိတယ်တခါမှတော့ကျွန်တော်မပေးဘူးတဲ့ Man U ပေါ့နော်ဒီဘုံမောက်ထက်တဲ့ဟိုမှာ Brentford ကတော်တော်လေးပြင်းပြင်းရှပေးလာတဲ့အတွက်ကြောင့်ပေါ့နော်တော်တော်လေးစဉ်းစားရမှာဖြစ်ပါတယ်ကျွန်တော် Man U အနေနဲ့ပေါ့နော်ဒီပွဲစဉ်မှာရိုက်မဲ့တငယ်ချင်းတွေတော်တော်လေးဒီကြီးထားစီခြင်းပါတယ်ဗျာအဲဆိုဘုံမောက်နဲ့ပွဲစဉ်မှာတည်းကကျွန်တော် Man U ပေါ့နော်တော်တော်ခေါ်နေတဲ့ပုံစံလေးမှာရှိတယ်ဒါတော်တော်လေးကန်ကောင်းလို့ကျွန်တော်တယောက်ထွက်ပြီးတော့နော်1-1တေးကြခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာတော့ Brentford ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အိမ်ခွဲမှာကျွန်တော်တို့ Brentford အနေနဲ့ Man U ပေါ့နော်အသာရအောင်တော့ကန်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောပြရစီ Man U အနေနဲ့ကျွန်တော်ပွဲပန်းမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ confidence ပေါ့နော် confidence level မှာတော့ so high ဖြစ်နေတဲ့ပုံစံလေးမှာပဲရှိပါတယ်ဗျာဒါတော့အဝေးကွင်းဆိုရင်ကျွန်တော်တို့ဒီနေ့ Brentford ကွင်းမှာပေါ့နော်တော်တော်လေးတော့ကစားရမှာဖြစ်ပါတယ် injury ဘိုင်းပဲအနေထားရပြောမယ်ဆိုတော့ Manchester United ဟာ injury ဘိုင်းမှာတော့တရားလေးတော်လေးတော့ကင်းစင်လာတာတွေ့ရပါတယ် Brentford ကကျွန်တော်ဒီတိုင်းပဲပေါ့နော်ဒီလူစင်းပဲကျွန်တော်ထွက်လာဖို့တော်တော်လေးများပါတယ် Man U နေနဲ့လည်းပွဲပန်းမဲ့လက္ခဏာလေးရှိတာကြောင့်ပေါ့ဒီနေ့ပွဲစဉ်ကကျွန်တော်နီးပြအနေနဲ့ပေါ့နော်နီးပြအာဘော်တွေအနေနဲ့ချိန်တောင်းတော်တော်လေးလုတ်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်Bilbaoကိုကျွန်တော်3-0နိုင်ထားတယ်ဆိုပေမဲ့လည်းအိမ်ခွင်းမှာပေါ့နော်ကစားရဖို့နောက်တစ်ပွဲရှိတဲ့အတွက်ကြောင့်ပေါ့ဒီနေ့ပွဲစဉ်ကMan U နေနဲ့ကျွန်တော်အမြင်ပြောရအောင်ခံစစ်လောက်ပဲကစားလာမယ်ပွဲစဉ်တစ်ပွဲလေးပဲပြောပြစီဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့နော် Man U ကလည်းတကူရနိုင်ပါတယ်ဗျာ Brentford လည်းတကူရမယ်ဆိုတော့ကျွန်တော်6ပေါင်းအပေါ်လေးလည်းကောင်းတယ်လို့ကျွန်တော်အင်ရှင် Brentford လည်းကောင်းတဲ့ပွဲစဉ်တစ်ပွဲပါကျွန်တော်ဒါကြောင့် Brentford body ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဇုံပေါ်ပါဗျာနောက်တော့ကျွန်တော် Brighton နဲ့ Newcastle ပေါ့နော်ဒီပွဲစဉ်ကလည်း
တော်တော်လေးကြီးကောင်းလာမှာပါနျူကာဆယ်ကျွန်တော်အမှတ်လုံးနေအသင်းအသင်းမှာကျွန်တော်အဆင့်၄နေရာမှာရရှိနေတယ်62မှတ်ရရှိတာတယ်သူ့အကအသင်းဖြစ်တဲ့ Chelsea ကကျွန်တော်ဒီနေ့မှာဆိုလီဗာပူးနဲ့တွေ့ဆုံနေတဲ့အခိုက်အတန့်ဖြစ်တာကြောင့်ကာဆယ်အနေနဲ့တော်တော်လေးတော့ကျူးစားသားဆော့ရမယ်ပွဲစဉ်တစ်ပွဲပါဒီပွဲလို့ရှိရင်နျူကာဆယ်ရော Chelsea ရောကျွန်တော်ထိတဲ့တွေ့ဆုံမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်နျူကာဆယ်ကလည်းအမှားမခံနိုင်တဲ့ပွဲစဉ်တစ်ပွဲပါ Brighton ကျွန်တော်ခြေသွားမိုင်းရကျွန်တော်ကားဖောင်နေထားတွေကတော်တော်လေးညံ့နေတဲ့ Brighton ဆိုတာကျွန်တော်တွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲမှာပဲဝက်ဆန်ကိုပဲကျွန်တော်အင်္ဂွင်းမှာ 3-2 နဲ့နိုင်ခဲ့တာဖြစ်ပါတယ်ဗျာဂိုးတွေပေးခံနေရတဲ့ Brighton ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့ပွဲစဉ်က Newcastle ဂိုးရဖို့ရှိတယ်လို့ Brighton လည်းကျွန်တော်ဂိုးတွေသွင်းနိုင်တဲ့ Brighton ဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်ဂိုးပေါင်းအပေါ်တော်တော်လေးကောင်းပါတယ် Newcastle ကကျွန်တော်တို့ပြိုင်ပွဲဆောင်အနေထားရကြည့်မယ်ဆိုရင်ကျွန်တော် Aston Villa ပေါ့နော်ဒီငါးပွဲစတိုက်ကိုကြည့်မယ်ဆိုရင် Aston Villa တသင်းလောက်ပဲရှုံးနေထားတဲ့ကာဆယ်ဖြစ်တာလည်းတွေ့ရပါတယ်ခြေသွမ်းပိုင်းတော်တော်လေးအတက်ပိုင်းကိုရောက်နေတဲ့ကာဆယ်ဖြစ်တာကြောင့်ပေါ့နော်ဒါဒီနေ့ပွဲစဉ်ပေါ့နော်ပေးထားတဲ့ကြီးတန်းတွေအရာတော့ကြည့်မယ်ဆိုရင်တော့တော်တော်လေးတော့ပြော့ပါတယ် level 30ပဲပေးထားတာဖြစ်ပါတယ်ကိုပေါင်းစီကျွန်တော်320ရှုံးဖွင့်ထားတဲ့အတွက်ကြောင့်ပေါ့နော်ဘော်ဒီစီကတော့တော်တော်လေးပြော့ပါတယ်ဂိုးပေါင်းစီကျွန်တော်320အရှုံးဖွင့်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်ကဂိုးပေါင်းအပေါ်မှာဂိုးပေါင်းအပေါ်ရရမယ်ပွဲစဉ်တစ်ပွဲပါကျွန်တော်ကာဆယ်ရိုက်မဲ့တန်ငယ်ချင်းနေတော်တော်လေးတော့3ကြီးထားစီခြင်းပါတယ်ကာဆယ်တော်တော်လေးကြီးပြော့တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီနေ့ပွဲစဉ်ကတော့ကာဆယ်ဘော်ဒီလေးခပ်ပါပါကြိုက်ပါတယ်ဒါလည်းတော့သူအနိုင်ကြောင်ကံမဖြစ်မှာပါတေးလဲကြောက်ကောင်းကြသွားနိုင်ပါတယ်ဗျာကျွန်တော်ဂိုးပေါင်းအပေါ်ပေါ့နော်ဂိုးပေါင်းအပေါ်တကြောင်းနဲ့ရွေးချယ်ပေးလိုက်ပါတယ် Newcastle body ခပ်ပါပါလေးကြိုက်ပါတယ်ဗျာ Chelsea ကကျွန်တော် Chelsea နဲ့ကျွန်တော် Liverpool ပွဲစဉ်မှာဆိုတော့နောက်ကျပွဲပေါ့ဗျာဒါကတော့ကျွန်တော်တို့ဒီပွဲစဉ်ကလည်းတော်တော်ကြည့်ကောင်းလာပါပါဟတ်တူဟတ်တွေရတော့ဒီနှစ်သင်းဟာကျွန်တော်ထိတ်တဲ့ဆိုနောက်ဆုံးပြိုင်ပွဲဆုံး10ကြိမ်မှာဆိုရင်10ကြိမ်ထိတေးကြထားတာတွေ့ရပါတယ်ဗျာနှစ်ကြိမ်ကတော့ကျွန်တော် Liverpool ကအနိုင်ရရှိတာတွေ့ရပါတယ်ဒီနှစ်သင်းကကျွန်တော်တွေးလိုက်ရင်အမြဲတမ်းလိုလိုပေါ့နော်တေးကြတက်တဲ့နှစ်သင်းဖြစ်တာတွေ့ရပါတယ်ပထမကြောင့်မှာ Liverpool ကကျွန်တော်အိမ်ခွင်းမှာ Chelsea ကိုကျွန်တော်1-3ပြီးသွားတာဖြစ်ပါတယ်အဲ့ဒီဘက်မှာဆိုတော့2-1နဲ့အနိုင်ရရှိသွားတယ်လီဗာပူးကအနိုင်ရရှိသွားတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်ပေးရမယ့်ဂျီဒန်ရဆိုရင်တော့လီဗာပူးကပြန်ပေးရမှာပါလီဗာပူးကအဝေးဝင်ဖြစ်ပဲလေဒီနေ့ပွဲစဉ်မှာတော့ Chelsea ကနေပြီးတော့အင်ရှင်ကနေပြီးတော့ level 80အထိပေးလာတဲ့ဂျီဒန်တန်းဖြစ်ပါတယ်ဒါကလည်းဒီနေ့မှာဆိုရင်သတိထားမဲ့ကောင်းဖြစ်နေတဲ့ဂျီဒန်တန်းပါဗျာ Chelsea ကကျွန်တော်အမှတ်လုပ်ပြီးမဲ့လေကျွန်တော်လီဗာပူးကကျွန်တော်ချန်ပီယံဖြစ်သွားပြီဒါတွေလည်းပါပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ Chelsea ကိုကျွန်တော်တို့ level 80အထိအကျော်ပေးလာတာဖြစ်ပါတယ်ဗျာလီဗာပူးပေါ့နော် level 80အထိအကျော်ပေးလာတယ်လို့ပဲကျွန်တော်ပြောပြစီကိုပေါင်းစီကျွန်တော်315ပြားရှုံး320ရှုံးလောက်မှာဖွင့်လှစ်ထားတဲ့ကြောင့်ဒီနေ့ပွဲစဉ်ကကိုပေါင်းအပေါ်ဒီပွဲစဉ်လည်းတော်တော်လေးကောင်းတဲ့ပွဲစဉ်ပါအောက်ထစ်ကျွန်တော်တို့2-1လောက်ပေါ့နော်သွားမဲ့ပုံစံမှာရှိပါတယ်ဒါကြောင့်ကျွန်တော် Chelsea ပေါ့နော်မဖြစ်မနေအနိုင်ရအောင်ကန်ရမယ် Chelsea အနေနဲ့ဒီနေ့မှာဆိုတော့ကျွန်တော် Chelsea ပဲရွေးချယ်ပေးလိုက်ပါတယ် Chelsea နဲ့ Newcastle နဲ့ဆိုရင်တော့ကျွန်တော် Chelsea ဟာဆိုရင်ပို့ပြီးတော့ချင်းတစ်ချက်တည်းရောက်တဲ့ Chelsea ဖြစ်တာလဲကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်အိမ်ခွင်းမှာပေါ့နော်အနိုင်ယူမဲ့ကျွန်တော် Chelsea ကိုပဲကျွန်တော်အားပေးရမှာပါနှစ်ဖက်နဲ့တော့ဒီပွဲကလည်းဂိုးသွင်းသွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြစီအောက်ထစ်ပေါ့နော်ကျွန်တော်3ခုရောက်သွားမဲ့ပွဲစဉ်တစ်ပွဲပါဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့6ပေါင်းအပေါ်နဲ့ကျွန်တော် Chelsea ဘော်ဒီပါကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ် Chelsea ဒီနေ့ကျွန်တော်တို့မနိုင်မဖြစ်လဲနိုင်မဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုတော့ဇုံပေါ်ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကျွန်တော်ကျန်တဲ့ပွဲစဉ်ဖြစ်တဲ့ Premier League ထဲကပေါ့နော် Watson နဲ့ Spurs ပေါ့နော်ဒီပွဲစဉ်ကလည်းဒါကလည်းတော်တော်လေးအဖြစ်ရှင်းပါတယ်ကျွန်တော် Deji ကနေပြီးတော့ကျွန်တော် Watson ကကျွန်တော်တီရှုံးနီးလောက်ဒီပေါ့နော်ဖွင့်လာတယ်ပေါ့ level 80လောက်ထိပေးလာတဲ့ဂျီတန်အရာတော့ဒီနေ့ပွဲစဉ်ကမောင်းဝအဖြစ်ဆုံးဂျီဒန်ထန်ပါဒါကလည်းကျွန်တော်စပါအနေနဲ့အဝေးကွင်းမှာတွားရောက်ကစားမှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်ဝတ်ဆန်ပဲရရမှာပွဲစဉ်တစ်ပွဲပါဗျာနောက်တော့6နိုင်ခွဲမှာကံမဲ့ Real နဲ့ Celta Vigo เนาะဒီပွဲစဉ်မှာတော့ကျွန်တော်1ရှုံးနဲ့3လုံးရှုံးပေါ့เนาะဖွင့်လှစ်ထားပါတယ်အခုချိန်မှာဆိုတော့ကျွန်တော်180ရှုံးလောက်ထိတော့ကျလာတယ်ကိုပေါင်းစီကျွန်တော်3လုံးရှုံးရတာ3လုံးရှုံးမှာပဲညှိနေတယ်ပေါ့เนาะဒါဒီကြေးကလည်းမှန်ကန်တဲ့ဂျီဒန်ထန်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်ပထမအကြော့မှာပေးသွားတဲ့ဂျီဒန်ရကြည့်မယ်ဆိုရင်1-5မှုနိုင်ဖွင့်လှစ်သွားတာဖြစ်ပါတယ်ဗျာ Chelsea Real Madrid ကကျွန်တော်အဲ့ပွဲမှာ 1-2 နဲ့နိုင်သွားတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ဖွင့်လှစ်ရမယ့်ဂျီဒန်ရတော့ကျွန်တော်1-5မှုရှုံးဖွင့်လှစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒါအောင်မှပို့ပြီးတော့1ရှုံးကနေပြီးတော့ဒါဂျီဒန်ကျလာတယ်ဆိုပေမဲ့လည်း180 180အထိဖွင့်လှစ်ထားတဲ့ဂျီဒန်ရ Real Madrid ဟာဘာစီလိုနာကိုကျွန်တော် pressure ပေးရမှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်အနိုင်ကန်ရမှာဖြစ်ပါတယ်ဒီနှစ်သင်းဟာဒီကြားထဲမှာပေါ့နော်ဒီ Copa del Rey ပေါ့နော် round 16မှာတစ်ချိန်တွေ့ပြီးပါပြီအဲ့ပွဲစဉ်မှာဆိုလဲကျွန်တော်1ရှုံးနဲ့3-80ရှုံးဖွင့်လက်ထားတာဖြစ်ပါတယ်အဲ့ပွဲမှာဆိုလဲ2-2တေးကြပြီးကျွန်တော်အချိန်မိုးမှာ Real Madrid က 5-2 နဲ့နိုင်သွားတာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့နော်
ဆယ်တဘက်ကကျွန်တော်အဝေးကွင်းလဲညံ့တဲ့အသင်း PP ပေါ့နော်ဂိုးတွေလည်းပေးခံနေရတဲ့အသင်း PP ဒီနေ့ပွဲစဉ်မှာ Real နဲ့ကျွန်တော်ဇုံပေါ်ပေါ့နော်အဲ့ပွဲစဉ်ကတော်တော်လေးကောင်းတယ်လို့ပဲကျွန်တော်ပြောပြရစီ Real Madrid ကလည်းကျွန်တော်နောက်တန်းမှာလည်းကျွန်တော်ဒီ Rodiger ပေါ့နော်ကျွန်တော်အနီကနေတော့မပါဝင်နိုင်တာတွေ့ရပါတယ်ကျန်တဲ့ Rodiger တို့ဘာလို့ဆိုလဲဒီနေ့ပွဲစဉ်မှာမပါဝင်နိုင်တာတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်နည်းငယ်တော့ရော့မယ်ဒါကြောင့်လည်းဂိုးပေးရမယ်ပွဲစဉ်တစ်ပွဲလို့ပဲပြောပြရစီဇုံပေါ်ဆိုတော့ကျွန်တော်တို့မရှုံးနိုင်ပါဘူးဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့အစောပွဲတစ်ပွဲဖြစ်တယ်ပေါ့နော်လာဇီယိုနဲ့အမ်ပိုလီပွဲဒီပွဲစဉ်လည်းတော်လေးတော့ကြီးကောင်းလာပါအမ်ပိုလီရဲ့ကျွန်တော်အမှတ်လိုနေတဲ့အသင်းတင်ပေါ့နော်25မှတ်ရရှိတာအဆင့်19အိမ်ငွေးတော့ဒါပေမဲ့တော်တော်လေးညံ့တဲ့အမ်ပိုလီဖြစ်တာလဲကျွန်တော်တွေ့ရပါတယ်ဗျာအိမ်ငွေးမှာကျွန်တော်ရာဂိုးကလည်း9ဂိုးပဲရရှိတာတယ်ပေးဂိုး22ဂိုးခွင့်ပြုထားတယ်လာဇီယိုကျွန်တော်ဒီနေ့မှာတော့ဖွင့်ထားတဲ့ဂျီတန်ရကျွန်တော်ကွက်တီနီနီပေါ့နော်ဖွင့်လှစ်ထားတာတွေ့ရပါတယ်ပထမကျွန်တော်1တီပြီးသွားတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာဆိုတော့တီရှုံးပေါ့နော်ဒါအောင်မှအခုချိန်မှာကျွန်တော်180အနိုင်အထိဖွင့်လှစ်ထားတဲ့ဂျီတန်တွေရဒီနေ့ပွဲစဉ်ကျွန်တော်လာဇီယိုနိုင်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီကိုပေါင်းစီကျွန်တော်နှလုံးရှုံးဖွင့်လှစ်ထားတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ဟာကိုပေါင်းစီကတော့တော်တော်လေးတော့သတိကြီးထားရမယ်ဒီပွဲစဉ်ပါနော်ဂိုးလဲပေါ်ကောင်းလဲပေါ်သွားနိုင်ပါတယ်ဗျာကျွန်တော်တို့နှလုံးပေါ့နော်အောက်ထစ်ကတော့နှလုံးတော့ရောက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တကယ်ကျွန်တော်မျိုးတွေတဲ့ဒါလေးတော့ကိုပေါင်းစီတော့သတိကြီးထားသိချင်ပါတယ်အမ်ဘိုလီအနေနဲ့ကလည်းကျွန်တော်ဖွင့်နိုင်ဖွင့်ကန်လာမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဒီပွဲစဉ်ပေါ့နော်ကိုပေါင်းအပေါ်လေးလည်းကောင်းပါတယ်ဗျာလာဇီယိုဘော်ဒီကတော့ပူကောင်းပါတယ်ဗျာကဲဒါကတော့ကျွန်တော်ဒီနေ့ပေါ့နော်ကျွန်တော်ပရီးမီးယားလိဂ်ရဲ့ကျွန်တော်အဓိက3ပွဲရွေးချယ်ထားပြီးကျန်တဲ့ပွဲစဉ်လေးကျွန်တော်အတူချုံးလေးတွေပြောပြပေးသွားတာဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့တုံးတော့တဲ့ဗီဒီယိုကြိုက်တဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြရစီကျွန်တော်တကယ်ချင်းတွေလည်းပေါင်းပြကြပါစီဗျာမြန်မာပြည်လည်းအေးကြပါစီဗျာ